safety car ဆိုတာပြန်ပွဲမှာအန်ဒီရရှိတဲ့အခြေအနေတွေမျိုးမှာပြန်ပွဲကိုထိန်းချုပ်ပေးဖို့ထွက်လာရတဲ့ကားဖြစ်ပါတယ်ပြန်ပွဲ director ကလိုင်းကြောပေါ်မှာအန်ဒီရရှိပြီလို့ယူဆရင် safety car ကိုထွဲဖို့အမိန့်ပေးပါတယ်ပြန်ပွဲ director ဟာယာနဲ့ချိတဲ့ကင်မရာတွေ GPS ခြေရာခံစနစ်တွေနဲ့ကွင်းဘက်မှာရှိတဲ့ master တွေစီကတဲ့အချက်လက်တွေကိုစိတ်ကမလတ်စောင့်ကြည့်နေရသူပါကွင်းထဲမှာကားတက်မှုဖြစ်တာဒါမှမဟုတ်မိုးတိတန်းဆော်ရလုံးလို့မော်နေဖို့အဆင်မပြေတော့ရင်ပြန်ပွဲ director က radio နဲ့တစ်ဆင့် safety car deploy ဆိုပြီးအမိန့်ပေးလိုက်ပါတယ်ဒီအချိန်မှာလမ်းဘေးက master တွေဟာဝါရောင်အလံတွေနဲ့ SC ဆိုတဲ့ signboard တွေကိုထောင်ပြကြရပါတယ် safety car ထွက်လာပြီးဆိုရင်ကားတစ်စီးတစ်စီးကြော်တက်လို့မရသလို safety car ကိုလည်းကြော်တက်လို့မရပါပြန်ပွဲမျိုးစားအလိုက် safety car တွေရဲ့ရည်ရွယ်ချက်နဲ့အသုံးပြုဖို့တွေဟာကွာခြားပါတယ်အရင်ဆုံး Formula 1ရဲ့ safety car ကိုကြည့်အောင် Formula 1မှာ safety car ရဲ့အဓိကတာဝန်ကတော့လမ်းပေါ်မှာကားတက်မှုဖြစ်လို့လူနာတင်ကားတွေနဲ့ marshal တွေကွင်းထဲဝင်ပြီးလမ်းရှင်းနိုင်အောင်ပြန်ကားတွေကိုထိန်းချုပ်ပေးဖို့ဖြစ်ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာအချက်က Formula 1 safety car တွေဟာအရှက်လျှော့တယ်ဆိုပေမဲ့သူတို့ကိုယ်တိုင်ကတော့လမ်းပေါ်မှာအစွမ်းကုန်မောင်းနေရပါတယ်ဘာဖြစ်လို့လဲဆိုတော့ Formula 1ပြန်ကားတွေဟာတမန်ကားတွေလိုမဟုတ်ပဲအရှက်ရန်နေတော့ရင် engine တွေ overheating ဖြစ်သွားနိုင်ပါတယ်တာယာတွေကလည်းအေးဆက်သွားပြီးလမ်းကိုမကန့်နိုင်တော့ပဲချော်တက်လို့ပါဒါကြောင့် Formula 1 safety car driver တွေဟာနောက်အကောက်တွေအပူချိန်မကျစေဖို့အတွက်အရှက်အတိုင်းတာတစ်ခုအထိမောင်းပေးရပါတယ်ဒီပညာတွေမြင်လာတဲ့ယနေ့ခေတ်မှာတော့ Formula 1ဟာ virtual safety car VSC ဆိုတဲ့ digital စနစ်ကိုအသုံးပြုလာပါတယ်ဒါကတော့ကွင်းထဲကိုတကယ် safety car အစစ်ထွက်လာဖို့မလိုလောက်အောင်အန်တီအသေးဖွဲဖြစ်တဲ့အခါမှာအသုံးပြုပါတယ် VSC လို့ကြေညာလိုက်တာနဲ့ကွင်းထဲကိုဘာကားမှထွက်မလာပဲ signboard တွေပေါ်မှာ VSC လို့ပြပြီးပြန်ကားအလုံးရဲ့လက်ရှိအစိကို30ရာခိုင်နှုန်းခန့်ချက်ချင်းဆော့ချရပါတယ်ဒီချိန်မှာ Formula 1 driver တွေဟာလက်ရှိကားတွေရဲ့အကွာအဝေးကိုသတ်မှတ်ထားတဲ့ data ထိုင်းအတိုင်းကွက်တိထိမောင်းရပါတယ်ဒီစနစ်ရဲ့အားသာချက်ကတော့ကားတွေအားလုံးကိုတနေရာထဲမှာစုစည်းမသွားစေပဲလက်ရှိကွင်းထဲမှာရှိနေတဲ့အကွာအဝေးအတိုင်းငြိမ်းနေစေတာကြောင့်ပြန်ပွဲတရားမျှတမှုကိုမထိခိုက်စေပဲဘေးကင်းအောင်လှုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်အမေရိကန်တို့ရဲ့ NASCAR နဲ့အင်တိုင်းကားလိုဘေးဥပ္ပစာ over ကွင်းထဲကပြန်ပွဲတွေမှာကြတော့ဒီကားကို safety car လို့မခေါ်ပဲ pit car လို့ခေါ်ပါတယ်သူတို့ရဲ့အသုံးပြုပုံက Formula 1 နဲ့လောကကွဲပြားပါတယ် over ကွင်းထဲကပြန်ပွဲတွေဟာအရှက်အရန်ပြေးပြေးလိုင်းကျင်းတာကြောင့် accident တစ်ခုဖြစ်ရင် pit car ထွက်လာပြီးကားတွေအကုန်လုံးကိုအနီးကပ်ဆိုဖြစ်တော့အောင်တမင်ဆုစီပစ်လိုက်ပါတယ်ပြီးတော့ pit car ထွက်လာတာနဲ့ pit light ကိုချက်ချင်းပိတ်ပြစ်လက်ရှိတာကြောင့်ပြန်ကားထင်းတွေရဲ့မဟာဗျူဟာကိုဆောက်ထုံမှုမျိုးဖြစ်သွားစေပါတယ်ဘာလို့လဲဆိုတော့ဘယ်ချိန်မှာဖိဝင်မေးတိုင်းရလဲရမလဲစီဖြစ်ရမလဲဆိုတာကန်ဆယ်မနိုင်တယ်လို့ဖြစ်သွားပြီးပြန်ပွဲရဲ့ရလဒ်ကိုပါပြောင်းလဲသွားစေနိုင်လို့ပါ NASCAR မှာတော့ဖိတ်ကားဟာဘေးကင်းဖို့အပြင်ပြန်ပွဲကိုပို့ပြီးအကျိတ်နဲ့ရှေ့အောင်တမင်ဖန်တီးပေးထားတဲ့ကားစီးလိုဖြစ်နေပါတယ်ကပ္ပနာမည်ကြီး Endurance Race တွေလိုပြန်ပွဲတွေမှာကြတော့ safety car 3စီးအထိရှိပါတယ်ပြင်သစ်မြေယာလမန်ပြန်ကွင်းဟာ10မိုင်ကျော်ကျယ်ပြီးတော့ဂျာမနီရဲ့နူမာကွင်းဆိုရင်15မိုင်ကျော်အထိကျယ်ပါတယ်ကွင်းကအရန်ကျယ်တော့ safety car တစ်စီးနဲ့ထွက်ပြီးပြန်ကားတွေကိုလိုက်ဖမ်းရင်အချက်အတော်ကြာသွားမှဖြစ်ပြီးကွင်းထဲအန်တဲ့ရှိတဲ့နေရာကိုအချိန်မီရောက်ဖို့မဖြစ်နိုင်ပါဘူးဒါကြောင့်ဒီလိုကွင်းအကျယ်ကြီးတွေမှာကြတော့ safety car 3စီးဟာတစ်ချိန်တည်းမှာပဲမတူညီတဲ့နေရာကနေကွင်းထဲကိုထွက်လာပြီးပြန်ကားတွေကိုကားတန်း3ခုဖြစ်အောင်ခွဲပစ်လိုက်ပါတယ်ဒါဟာမားရှယ်တွေဘေးကင်းဖို့အတွက်ကောင်းပေမဲ့ driver တွေအတွက်တော့ဆက်ပြစ်စရာပါဘာလို့လဲဆိုတော့တကယ်လို့ကိုက safety car B ရဲ့အနောက်မှာပိတ်မိနေပြီးခုပြန်ဘက်ကကန်ကောင်းလို့ share safety car A ရဲ့နောက်ကိုရောက်သွားရင်အလိုလောက်အကွာဝေးပိုဝေးသွားပြီးတော့ပြန်ပွဲကိုဆောသွားနိုင်လို့ပဲဖြစ်ပါတယ်ဒါကိုနားလည်လွယ်အောင်ပြောရရင်ကိုကဒုတိယနေရာနေပထမလူကို9စက္ကန့်အကွာနေကန့်လန့်နေတာပါဒါပေမဲ့ကွင်းကျကြီးဖြစ်လို့ safety car တွေပြန်တူထွက်လာတဲ့အခါပထမလူက safety car A ရဲ့အနောက်မှာကန်ကောင်းပြီးပါသွားပေမဲ့ကိုကတော့နောက်မှာရှိတဲ့ safety car B ရဲ့အနောက်မှာပိတ်မိသွားသလိုမျိုးပါ safety car တွေထွက်လာရင်အရှိန်ဆုပ်ပြီးမောင်းရတာကြောင့်ကိုနဲ့ပြန်ဘက်ရဲ့အကွာဝေးဟာ9စက္ကန့်ကနေမိနစ်ပိုင်းအထိကွာဟသွားနိုင်ပြီးပွဲနိုင်ဆုံးကိုပါပြောင်းလဲသွားစေနိုင်ပါတယ်မြင်တဲ့အတိုင်းပါပဲ safety car ဆိုတာတမန်အားဖြင့်အစိဆော့ခိုင်းတဲ့ကားတစ်စီးလို့ထင်ရပေမဲ့သူနောက်ကွယ်မှာတော့နည်းပညာတွေပြန်ပွဲစီးမြင့်တွေနဲ့အသင်းတွေရဲ့မဟာဗျူဟာမြောက်ကစားကွက်တွေအများကြီးရှိနေတာဖြစ်ပါတယ်